မင်္ဂလာပါခင်ဗျကျွန်တော်မန္တလေးကိုရောက်တာနဲ့မဖြစ်မနေသွားစားတာကလက်ဖက်ပါလက်ဖက်လို့ဆိုလိုက်တာနဲ့ကျွန်တော်သွားစားဖြစ်တဲ့ဆိုင်ကလည်းအကြီးတောင်းလက်ဖက်ဆိုင်ပါအကြီးတောင်းလက်ဖက်ဆိုင်ကစားသုံးသူတွေကိုဘယ်လိုမျိုးဆွဲဆောင်နေတယ်ဆိုတာကတော့ကျွန်တော်နဲ့တူလေ့လာကြည့်လိုက်အောင်လားခင်ဗျာလွန်ခဲ့သောနှစ်ပေါင်း100ကျော်တွင်စတင်ရောင်းချခဲ့သောအကြီးတောင်းလက်ဖက်သည်ယခုဆိုရင်ဖြင့်ဆိုင်၌အသစ်မာယူစားတောက်နိုင်သောလက်ဖက်မီနူးအမျိုးမျိုးဖြင့်စားသုံးသူများအားဝန်ဆောင်မှုပေးလျက်ရှိပါသည်အခုလိုမျိုးအတုံမျိုးစုံဆိုင်လေးကိုဖွင့်ဖို့အနည်းမှာဘယ်လိုစိတ်ကူးများရခဲ့တာလဲမသိခင်ဗျအန်ဒီတို့ကဟိုလွန်ခဲ့တဲ့နှစ်တရာတော့ဒီလိုလက်ဖက်ထုတ်တွေလက်ဖက်တုပ်တွေတော့ရောင်းခဲ့တာပေါ့နော်ကြာပြီပေါ့နော်ဒီလိုပကင်တုပ်တွေရောင်းကနေမှဒီလိုထိုင်စားလေးရတော့လွန်ခဲ့တဲ့9နှစ်ကျော်ကအန်ဒီကဒီဆိုင်လေးကိုစိတ်ကူးနဲ့ဖွင့်ပြတာဒီလိုတွင်းကစားသုံးသူတွေလူငယ်တွေလည်းစားရအောင်ပြီးနိုင်ငံခြားသားတွေလာတဲ့အားတွေအကုန်လုံးဒီမှာစားရင်းနဲ့ပေါ့နော်ဒီလိုပါဆယ်လေးတွေလည်းဝယ်သွားအောင်ပေါ့နော်ကိုကလုတ်တော့ပါဆယ်လေးလည်းရောင်းရပါတယ်ဟုတ်ဒါဆိုရင်တော့ဒီလိုမျိုးလေးထုတ်သွားပြီးတော့မြမရိုးရအစားစားနိုင်ငံသားတိရောက်တာပေါ့ဟုတ်ပါတယ်ဟုတ်အဲ့လိုလေးကြောက်အကြီးတောင်းလက်ဖက်ဆိုပြီးတော့နှစ်ပေါင်း100တိုင်ရက်တည်လာနိုင်တာဘာကြောင့်လို့ထင်ပါလဲခင်ဗျာအန်တီတို့ကအရေးသွေးကိုအဓိကထားတယ်လေတစ်ဖက်သားကိုလည်းရှမ်းပြည်နမ်ဆန်ကနေမှမာယူတယ်ပဲကြော်ကိုလည်းအနုကိုယ်တိုင်စက်ရုံကနေမှထုတ်လုပ်ပြီးတော့ဓာတုဆေးလုံးဝမသုံးဘူးအဲ့တော့အန်တီက FDA လက်မှတ်ကိုလည်းရထားပြီးဖြစ်ပါတယ်တစ်ဖက်ဒီလိုလက်ဖက်နက်တွေအချင်းတွေကိုလည်းစောင်းကားသီးထည့်ပြီးတော့အန်တီကနတ်တယ်အဲ့စောင်းကားသီးရတယ်လူရဲ့အသေးကိုအထောက်ကူပြုတယ်လေအဲ့တို့ဆိုင်မှာလက်ဖက်တုပ်မျိုးစုံပြင်တခြားဘယ်လိုမီနူးတွေများမာယူစားတော့လို့ရပါလဲခင်ဗျာအန်တို့ဆိုင်မှာလက်ဖက်တုပ်အားလုံးအမျိုးမီ9မျိုး6မျိုးပေါ့နော်အဲလက်ဖက်ထဲမှာလည်းလက်ဖက်တုပ်ကိုချက်ချင်းမီတုပ်တို့ရှူရှဲတုပ်တို့တော့အယောင်ဟာဆုံးပဲအဲပြင်ကိုညီမအတုပ်မျိုးစုံပေါ့နော်အတုပ်မျိုးစုံကိုအမျိုးမီ30အမျိုးရောင်းချပါတယ်အဲမှာဒီပုံကြီးခမင်းလေးနဲ့လက်ဖက်လေးကတော့နောက်ဆုံးမီလေးပေါ့နော်အန်တီနေနဲ့အဓိကကတော့အရေးသွေးကိုဆက်လက်ထိမ့်သိမ်းပြီးတော့မှခစ်နဲ့အညီပေါ့နော်ပြုပြင်ပြောင်းလဲနေတဲ့ဟာတွေကိုလည်းအန်တီတို့ကလေ့လာပြီးတော့မှလိုက်စားရမှာပေါ့နော်ဒါမှအန်တီတို့ရဲ့အောင်မြင်မှုကလည်းဆက်လက်ထိမ့်သိမ်းနိုင်မှာပေါ့နော်မိမိကုန်ပစ္စည်းရဲ့အရေးသွေးကိုထိမ့်သိမ်းပြီးပြုပြင်ပြောင်းလဲဖို့အစစ်အစစ်နဲ့ပြောင်းလဲနိုင်ခဲ့တဲ့အတွက်အကြီးတောင်းလက်ဖက်ဆိုတာပြည်သူတွေရဲ့ရင်မှာဆွဲထင်နေတာပဲဖြစ်ပါတယ်ပုံမပြီးပြည့်စုံတဲ့သတင်းချက်လက်များကိုရယူခြင်းနဲ့ဆိုရင်တော့ www.bangkokbat.com/idealcandu ကိုကလစ်တစ်ချက်သားနိုင်လိုက်ပါခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ